ဒီဇလန်လေးကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်လေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ချောက်ချားဖွယ်ရာဖြစ်ရမှန်ဇလန်တွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်နေပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွတ်မြတ်ပါတကိုင်းတိုင်းရွှေဘုံမြို့နယ်တက်ခွန်အုပ်စုထဲမှာဘိုးတဲကုန်းဆိုတဲ့ရွာလေးတွေရှိပါတယ်အဲ့ဒီရွာမှာခြံဝတ်အကျယ်ကြီးတစ်ခုနဲ့စောက်လုပ်ထားတဲ့ရှေးဟောင်းနှစ်ထပ်အင်ဂျီတစ်လုံးရှိတယ်။ရွာကလူတွေကတော့အဲ့ဒီနေရာကိုဘိုးယုံလို့ခေါ်ကြတယ်။လူကြီးတွေရဲ့အပြောအရအဲ့ဒီဘိုးယုံကြီးဟာအင်္ဂလိပ်ခေတ်ဂျပန်ခေတ်ကတည်းကအရာရှိတွေလာတဲတဲ့နေရာတဲ့လွတ်လပ်ရေးခေတ်အရေးခင်းကာလတွေတုန်းကဆိုအဲ့ဒီအင်ကြီးပေါ်မှာတခုတည်းများတွေကိုဖမ်းဆီးစစ်ဆေးတာတက်ဖြတ်အပြစ်ပေးတာတွေတောင်ရှိခဲ့ဘူးတယ်လို့ဆိုကြတယ်။တမိုင်းကြောင်လည်းမကောင်းသလိုအဲ့ဒီဘိုးယုံကြီးမှာလူနီးလို့ခေါ်တဲ့တရားကြီးရှိတယ်ဆိုတဲ့ကောလာဟာလတွေကလည်းရွာမှာနာမည်ကြီးပဲလာပြီလက်ွယ်ညတွေဆိုရင်ဘိုးယုံကြီးဘက်ကနေစတင်ပြီးတော့ခွေးတွေကတရားလုံးကိုစင်ကဲနဲ့ဥတက်ကြတယ်ဒလန်းစားတာကကျွန်တော်အသက်10နှစ်အရွယ်ကလေးဘဝတုန်းကပါကျွန်တော်မှညီညီလို့ခေါ်တဲ့အတူစားအတူဆော့အတူကြီးပင်းလာတဲ့တငယ်ချင်းတယောက်ရှိတယ်ညီညီကအမြင့်တက်တာကျွမ်းကျင်တယ်လို့အကြောက်လန့်လဲမရှိတဲ့ကောင်လေးပေါ့တရက်တော့ရွာလဲကမကြီးပင်ကြီးမှာတုပ်ပြီးရုပ်ပြကြော်ညာပိုစတာတစ်ခုလာကတ်ထားတာကိုသူကတွေ့သွားတယ်ကလေးတစ်ပါးကအဲ့ဒီပိုစတာကိုလိုချင်လုံးလို့ညဘက်လူကျဲတက်ရင်တွားဖြုတ်ဖို့နှစ်ယောက်သားကတိုင်ပင်လိုက်ကြတယ်အဲ့ဒီညကလာပြီးည8 နာရီထိုးတော့ရွာလဲကဗီဒီယိုရုံကလည်းပွဲပြီးသွားပြီအိမ်ကလူတွေလည်းအိတ်ကုန်ကြပြီအဲ့ဒီခေတ်ကရွာကကလေးတွေဆိုတာဖနက်စီးလေတိတ်မရှိဘူးခြေပလာလေးတွေနဲ့တငယ်ချင်း2ယောက်အိမ်ကနေခိုးထွက်လာခဲ့ကြတယ်။လာရောက်ကလည်းထိန်ထိန်လင်းနေတယ်လို့ထူးထူးခြားခြားခွေးဥတန်တစ်ချက်မှမကြားရလို့သူတို့2ယောက်လည်းဘာမှမကြောက်ဖဲပိုစတာကိုဘလို့ပုံလူဆွဲကြမယ်ဆိုတာကိုပြောရင်ထွက်လာခဲ့ကြတယ်။ရွာလိုက်မကြီးပင်ကြီးစီကိုတွားဖို့ညီညီကဖြက်လန်းကနေတွားရအောင်လို့စကားဆတယ်။အဲ့ဒီဖြက်လန်းကတခြားနေရာမဟုတ်ဘူး။တစ်ပင်ကြီးတွေထူထပ်ပြီးတော့အုံဆိုင်နေတဲ့ဘိုးယုံဝင်းကြီးတဲကနေဖြတ်သွားရမှာပါပိုစတာကိုလူချင်းစောကကြီးနေတာမလို့ချန်ဝင်းတဲကိုရဲဝံ့ပဲဝင်လာခဲ့ကြတယ်ဘိုးယုံကြီးကအရင်ကနှစ်ထပ်ဆိုပေမဲ့နောက်ပိုင်းအောက်ထပ်ကိုဖြတ်လိုက်လို့ခြေတန်းရှည်အင်ကြီးလိုဖြစ်နေတာပေါ့ဘိုးယုံကြီးရှေ့ကိုအရောက်ညင်ညိခြေလန်းတွေရုတ်တရက်ရက်တန့်သွားတယ်ပြီးတော့ဘာစိတ်ကူးပေါက်သွားလဲမသိဘူးဘိုးယုံကြီးရဲ့တိုင်လုံးကြီးတစ်တိုင်ကိုဖက်ပြီးတော့အပေါ်ကိုတွယ်တက်သွားတယ်အောက်ကကြံခဲ့တဲ့တငယ်ချင်းကတော့ဒီကောင်ဘာလောက်တာပါလိမ့်ဆိုပြီးအန်အောနေတာပေါ့တိုင်ကိုဖက်ပြီးတော့အပေါ်တဲ့ဝရန်နာကိုလှန့်ကြည့်လိုက်တဲ့ညီညီဟာရုတ်တရက်အပေါ်ကနေဖင်ထိုင်လျက်အောက်ကိုပြုတ်ကျလာပါတော့တယ်ပြေးထူလိုက်တဲ့အချိန်မှာညီညီမျက်နှာကြီးကတွေးဆုပ်ပြီးတော့ဖြူဖက်ဖြူရောဖြစ်နေပြီဒီကိုယ်လုံးလဲတဆက်ဆက်တုံးနေတယ်အဲ့ဒီတော့မှတငယ်ချင်းဖြစ်သူကလည်းဘိုးယုံကြီးရဲ့အပေါ်တဲ့ဝရန်နာစီကိုမရက်တရဲနဲ့လှန့်ကြည့်လိုက်မိတယ်လာရောင်အောက်မှာသူတွေးလိုက်ရတဲ့မြင်ကွင်းကတော့တစ်သက်လုံးမေ့မရနိုင်တဲ့ကြောက်မဖွယ်မြင်ကွင်းပါပဲအပေါ်တဲ့ဝေယန္တာမှာခွေးလူအကောင်ကြီးတကောင်သူ့ရဲ့ကြောကုန်းကြီးကအဖုထစ်တွေအချွန်တက်တွေနဲ့ပိုပြီးဆိုးရွားတာကအဲ့ဒီကောင်ကြီးရဲ့ခေါင်းကခွေးကောင်မဟုတ်ဘူးဗျလူမိန်းမမျက်နှာကြီးအဲ့ဒီလူမိန်းမမျက်နှာကြီးနဲ့တတဝါကဝေယန္တာပေါ်ကနေသူတို့ကလေး2ယောက်ကိုစိုက်ကြည့်နေတာပါ2ယောက်သားဘာပုစတာမှစက်မယူရဲတော့ပဲတချို့တဲ့သာအိမ်ကိုပြေးကြပါတော့တယ်အိမ်ကိုဘယ်လိုပြန်ရောက်လာလဲတော့မသိလိုက်ကြဘူးနောက်ရက်တွေရောက်တော့ညီညီကသူတွေးခဲ့ရတဲ့မြင်ကွင်းကိုအသေးစိတ်ပြန်ပြောပြတယ်အဲ့ဒီညကအပေါ်တက်မှာအဲ့ဒီလိုခွေးကိုလူမျက်နှာနဲ့အကောင်တွေကတကောင်နဲ့မဟုတ်ဘူးတဲ့တထောင်တထွား2ပေလောက်အရွယ်ရှိတဲ့အကောင်တွေစုစုပေါင်း5ကောင်6ကောင်လောက်ရှိနေတာသူတို့ကအိမ်ရဲ့ထုတ်တန်းတွေပေါ်မှာတွယ်ကပ်နေပြီးတော့သူတို့ကိုပြုံးပြက်မျက်နှာကြီးတွေနဲ့ငုံကြည့်နေကြတာတဲ့ဒီအကြောင်းကိုလူကြီးတွေတည်သွားတဲ့အခါမှာတော့ဖွားဖြစ်သူကအတိတ်ကအကြောင်းတစ်ခုကိုပြန်ပြောပြတယ်မင်းတို့အဖေလူမျိုးပေါက်အရွယ်တုန်းကလည်းညဘက်ကြီးအပြင်ကပြန်လာတော့ဘိုးယုံဝင်းထဲကမကြီးပင်ကြီးပေါ်ကနေဘိုးယုံအင်ကြီးပေါ်ကိုလူတယောက်စားလောက်ရှိတဲ့အကောင်ကြီးတစ်ကောင်ခုန်ကူးသွားတာကိုကိုတွေ့မြင်ခဲ့ရဘူးတဲ့ဒီတော့မှသူတို့မြင်ခဲ့ရတာဟာအမြင်မှားတာမဟုတ်ပဲအဲ့ဒီဘိုးယုံဟောင်းကြီးမှာတကယ်ပဲကြောက်စရာကောင်းတဲ့
နာနာဘဝတွေခိုအောင်နေတယ်ဆိုတာကိုယုံကြည်လိုက်ရပါတော့တယ်ခုချိန်မှာတော့ဘိုးယုံဝင်းကြီးဟာအရင်လိုခြုံနယ်ပိတ်ပေါင်းတွေမရှိတော့ပါဘူးခြံဝင်းကိုရှင်းလင်းပြီးတော့ချင်းကတ်တဲ့ကွင်းအဖြစ်ပြောင်းလဲလိုက်တာမလို့ညနေတိုင်းလူငယ်တွေနဲ့စီကားနေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီဘိုးယုံနှစ်ထပ်အိမ်ဟောင်းကြီးကတော့အခုချိန်ထိထီထီကြီးကြံရစ်နေသေးပါညနေပဲလူငယ်တွေချင်းကပ်ပြီးပျော်ပါနေကြတဲ့အချိန်ဘိုးယုံကြီးရဲ့အပေါ်ထက်ထုတ်တန်းတွေဝရဏတွေပေါ်ကနေလူမျက်နှာနဲ့တတ္တဝါတွေကပြုံးပြက်ပြက်မျက်နှာကြီးတွေနဲ့ငုံကြည့်နေဦးမလားဆိုတာကတော့တွေးကြည့်ုံနဲ့တင်ကြက်သိမ်းထကြပါပဲ